သက်3နှစ်ပဲရှိသေးတဲ့ကောင်လေးတစ်ယောက်ဟာအမှုသမားလက်တီးကိုတက်မြောက်ထားပြီးဖြစ်ပါတယ်။သူကသူ့ဆရာကိုတောင်ကန်ချက်အနေငယ်နဲ့မြစ်ထဲလွင့်သွားအောင်ကန်နိုင်တယ်လို့လက်ညှိုးတစ်ချောင်းနဲ့တန်ချိန်1000လေးတဲ့ကြောက်တုံးကြီးကိုတောင်ခွဲပြနိုင်စွမ်းရှိပါတယ်။ဒါပေမဲ့ဒီလောက်စွမ်းအားကြီးတဲ့ကောင်လေးကတခုတည်းသောအရာကိုတော့ဘယ်တော့မှမလုပ်ရဲပါဘူး။အဲ့ဒါကတော့သူ့အမေရဲ့အမိန့်ကိုဖီဆန်ခြင်းပါပဲ။တကယ်တော့ဒီမောင်နှမ2ယောက်ဟာတိုင်းပြည်ရဲ့အချမ်းသာဆုံးသေးကြီးရဲ့ကလေးတွေပါ။မွေးလာကလေးကကောင်မလေးရဲ့ခြေထောက်မှာကျဲ9ပွင့်အမှတ်ပါလာတယ်လို့ကောင်လေးရဲ့လက်ဖွားမှာလည်းနေမင်းပုံစံအမှတ်ပါလာခဲ့ပါတယ်။ရန်သူတွေကဝင်ရောက်တိုက်ခိုက်ပြီးကလေးတွေကိုပြန်ပေးဆွဲသွားခဲ့ပေမဲ့တိုင်းဆရာကြီးတစ်ယောက်ကကဲတင်ပြီးခေါ်သွားခဲ့တာပါ။9နှစ်ကြာပြီးတဲ့နောက်ကောင်မလေးမှာလည်းကြီးမားတဲ့စွမ်းအားတွေရှိလာခဲ့ပါတယ်။ဆရာကြီးကစမ်းသပ်ဖို့ရုတ်တရက်ဝင်တိုက်ပေမဲ့ကောင်မလေးကရှောင်တိန်လိုက်နိုင်ပါတယ်။နောက်တစ်စက္ကန့်မှာပဲမောင်လေးရောက်လာပြီးခြေတစ်ချက်တည်းကန်လိုက်တာဆရာကြီးမြစ်ထဲလွင့်ကျသွားပါတယ်။ပြီးတော့အမှုသမားလက်တီးနဲ့ဆရာကြီးကိုဒဏ်ရာရအောင်လုပ်လိုက်ပါတယ်။ဒါကိုမြင်တော့ဆရာကြီးကသူတို့ကိုကြောက်စိမ့်ဆွဲပြား2ခုပေးပြီးတောင်အောင်စင်းကမိဘတွေကိုရှာဖွေဖို့ပြောလိုက်ပါတယ်။ပြီးတော့ကောင်လေးကိုရွှေဆွဲကြိုးတကုံးပေးပြီးဝစ်စင်ခိုင်းလိုက်ပါတယ်။ကောင်လေးဝစ်လိုက်တာနဲ့သူ့ရဲ့အတွဲအားတွေချိတ်ပိတ်ခံလိုက်ရတယ်လို့ဖြစ်သွားပါတယ်။ဆရာကြီးကကောင်လေးစွမ်းအားကြီးလို့ရင်ပြဿနာတက်မှာဆိုလို့စွမ်းအားရဲ့10%ကိုပဲ3ခွင့်ပေးပြီးကျန်တာကိုပိတ်ထားလိုက်တာပါ။သူတို့ခီးထွက်လာတော့ဆရာစီကအစားအသောက်တွေအကုန်စားပြီးခဲ့တယ်လို့ဆရာရဲ့ရှိုးဝက်တိုင်းစာအုပ်တွေကိုလည်းလမ်းဘေးမှာထိုင်ရောက်နေကြပါတယ်။အဲ့ဒီအချိန်မှာအဘိုးအိုတယောက်ကလူဆိုးတွေလိုက်လို့ထွက်ပြေးလာရင်ကားတိုက်မိတော့မလို့ဖြစ်သွားပါတယ်။ကောင်လေးကကားရှိမှရက်လိုက်ပြီးလက်တစ်ဖက်တဲနဲ့ကားကိုတားလိုက်ပါတယ်။တစ်ဖက်မှာကောင်မလေးကအဘိုးအိုကိုတိုင်းစာအုပ်လာရောက်နေပါတယ်။ကားပေါ်ကလူဆိုးတွေကဓာတ်တွေထုတ်ပြီးအဘိုးအိုကိုဝင်ခုတ်ပါတယ်။ကောင်မလေးကအဘိုးအိုကိုဆွဲခဲ့လိုက်ပြီးအာပြင်းပြင်းတစ်ချက်ရိုက်ထည့်လိုက်ပါတယ်။သူ့ရဲ့အတွဲအားကအဘိုးအိုရဲ့ခနာကိုယ်ကိုဖျက်တမ်းသွားပြီးလူဆိုးကို10မီတာအကွာထိလွင့်စင်သွားအောင်ရိုက်ထုတ်လိုက်ပါတယ်။အဘိုးအိုကသူတို့အမေရှာနေတာကိုတီးသွားပြီးဝမ်းနေနေတဲ့သူ့သမီးကလေးတွေရဲ့အမေကိုနှစ်သိမ့်ပေးဖို့အိမ်ခေါ်သွားပါတယ်။အဘိုးအိုကချမ်းသာတဲ့တိုင်းတင်တန်းကျောင်းပိုင်ရှင်ပါ။ကားလာကြတော့ကလေးတွေကကားမစီးဘူးလို့ကားပေါ်ကိုခုန်တက်ကြပါတယ်။အဘိုးကတကားကဝင်ဖို့ပြောတော့ကောင်လေးကလက်ကင်ဖို့ကိုဆွဲဖွက်လိုက်တာကြီးကားတကားကြီးပြုတ်ထွက်သွားပါတယ်။အိမ်ရောက်တော့စားတော့ပွဲကြီးကျင်းပပေးပါတယ်။ကလေး2ယောက်ကတပတ်စာစားတော့တွေကိုတထိုင်နဲ့ကုန်အောင်စားပစ်လိုက်ကြပါတယ်။အဘိုးကသူ့သမီးကိုကလေးတွေခေါ်လာတဲ့အကြောင်းပြောပြပါတယ်။သမီးဖြစ်သူကတိုင်းကျောင်းအကျက်တဲဖြစ်နေလို့ကလေးမမွေးစားနိုင်ဘူးပိုက်ဆံပေးပြီးပြန်လွတ်လိုက်ဖို့ပြောပါတယ်။ဒါပေမဲ့အဘိုးကဒီကလေးတွေကသမီးငယ်ငယ်တုန်းကနဲ့တူတယ်လို့ပြောလိုက်ပါတယ်။အမျိုးသမီးကသူ့ကလေးတွေပြန်ပေးဆွဲခံရတဲ့နေ့ကိုပြန်တတိယသွားပြီးဒီကလေးတွေကိုငါကလေးတွေလို့အသေးမခံနိုင်ဘူးလို့တွေးမိကထွက်ကြည့်လိုက်ပါတယ်။သူ့ကိုမြင်တာနဲ့ကလေး2ယောက်ကခြေထောက်ကိုပြေးဖက်ပြီးမေလို့ငိုပြီးခေါ်ကြပါတယ်။အဘိုးကတော့ဒါကိုတရုပ်ဆောင်ကောင်းတယ်လို့ထင်နေပါတယ်။သူတို့ကိုပြန်လွတ်ဖို့လှုပ်တော့အမျိုးသမီးကမဖြစ်နိုင်တဲ့စမ်းသပ်မှုတစ်ခုကိုလှုပ်ခိုင်းလိုက်ပါတယ်။အဲ့ဒါကတော့အတွင်းအားကိုတိုင်းနာနိုင်တဲ့အထူးတန်မဏိကြောက်တုံးကြီးကိုရိုက်ခွဲရမှာပါ။ဆရာသခင်ကြီးတွေတောင်မလုံနိုင်တဲ့အရာပါ။လူတိုင်းကကလေးတွေအတွက်မတရားဘူးလို့ပြောကြပါတယ်။ဒါပေမဲ့ကောင်လေးကသူ့မောက်ကိုလမ်းကြည့်လိုက်ပါတယ်။အမဖြစ်သူကခေါင်းညက်အမိတ်ပေးလိုက်တာနဲ့သူကလက်ညှိုးတစ်ချောင်းနဲ့ကြောက်တုံးကြီးကိုထိုးဆိုင်လိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲကြောက်တုံးကြီးကတောက်ပလာပြီးလူတိုင်းရဲ့ရှေ့မောက်မှာတင်အစိမ့်စိမ့်အမွားမွားကွဲချေပျက်စီးသွားပါတော့တယ်